ဒီချေကဒီမှာစလုံးအစလေး S နဲ့စလုံးလေးတွေကိုအနီရောင်လေးနဲ့ပေါ်ပြပေးထားတယ်နော်တသားမျိုးအဲ့စလုံးလေးတွေအတန်းလိုက်ချောကြည့်နော် socks socks okay နောက်ထပ်တစ်ခုကြည့်ကြည့်အောင် snail snail okay နောက်တစ်ခုနော် spider spider sun sun ကဲသူ့ရဲ့အတန်လေးကသူ့ရဲ့အတန်လေးကကဲအဲ့ဆိုရင်နောက်ထပ်ဒီချက်တို့လက်တံလေးတော့အောင်သူ့ရဲ့ဒီ letter name လေးကကြတော့ A เนาะ A ရဲ့အတန်လေးကဘယ်လိုထွက်လဲဆိုရင်ပြန်ထွက်ကြည့်ပါဦးတသားမီတို့ဘယ်လိုထွက်လဲဟုတ်ပြီကဲအဲ့ဆိုရင် A ရဲ့အတန်လေးသိပြီဆိုရင်ဒီချက်တို့ A နဲ့စတဲ့စလုံးလေးအတန်ထွက်ပြီဆိုကြည့်ရအောင်เนาะapple apple okay နောက်တစ်ခု ant ant ကဲနောက်ထပ်ပုံလေးတစ်ပုံသွားကြည့်မယ်เนาะairplane airplane okay အဲ့ဆိုရင်ဒီချက်တို့နောက်တစ်ခုကြည့်ကြည့်အောင် arrow arrow စလုံးလေးကကြတော့ t ရဲ့အတန်လေးကဘယ်လိုထွက်လဲဆိုရင် t okay အဲ့ဆိုရင် t နဲ့စတဲ့စလုံးလေးဒီချက်တို့ကြည့်ကြည့်အောင်เนาะ tiger tiger okay နောက်တစ်ခုထပ်ကြည့်ရအောင်ဒီနဲ့စတယ်တပင်လေးอ่ะเนาะအဲဆိုရင်တချေတို့ဒီမှာအဲ့ဒါလေးထွက်မယ်เนาะ tree tree okay အဲဆိုရင်ဒီမှာ tartar okay နောက်ထပ်စလုံးလေးอ่ะဒီချေဒီမှာ letter T လေးနဲ့စတယ် tennis okay ဒီစလုံးလေးကကြတော့ I ရဲ့အတန်လေးကဒီချေဘယ်လိုထွက်လဲဆိုရင် I ကဲအဲ့ဆိုရင်ဒီချေဒီမှာ I letter sound နဲ့စတဲ့စကားလုံးလေးတွေကိုစလုံး I လေးတွေကိုဒီချေအလင်းရောင်လေးနဲ့ပြထားတာเนาะ it ဒီနဲ့စမယ်เนาะ okay အဲ့ဆိုရင် igloo igloo insect insect ink ink iguana iguana ကဲဟုတ်ပြီဒီစလုံးလေးတွေကကြတော့ဒီချေတို့ it sound လေးတွေနဲ့ထွက်တဲ့စလုံးအချိုလေးတွေဖြစ်တယ်เนาะကဲအဲ့ဆိုရင်ဒီချေပြန်ပြောပြပေးမယ် I ရဲ့အတန်လေးက igloo insect ink iguana pea အဲ့ဆိုရင် letter P နဲ့စတဲ့စလုံးလေးတွေကိုဒီချေတို့ဖတ်နဲ့ထွက်ပြီးတော့အတန်လေးတွေထွက်ပြီးဆိုကြည့်ရအောင်เนาะကဲပါပုံလေးပြန်ချက်ကြည့်ရအောင်เนาะ okay pencil ဒီမှာ letter P လေးနဲ့စတော့ဒီချေအဲ့နော် pencil အဲ့လိုမျိုးမဟုတ်เนาะ pencil နောက်ခုက parrot pumpkin park okay အဲ့ဆိုရင်တသားတို့မျိုးသိသွားပြီเนาะ letter P ရဲ့အတန်လေးက B okay ဒီချေဒါလေးကိုတစ်ခေါက်ပြန်ပြီးတော့ထပ်ပြရမယ်เนาะ pencil parrot pumpkin park sharing လုပ်ပြီးတော့မှာတော့ an letter sound လေးဖြစ်ပါတယ်ကဲ an letter sound လေးကဒီချေတို့ဘယ်လိုလေးအတန်ထွက်လဲဆိုလို့ရှိရင်an ကဲဟုတ်ပြီအဲ့ဆိုရင်ဒီချေနဲ့စတဲ့စကားလုံးလေးတွေကိုဒီချေတို့လေ့လာကြည့်ရအောင်ဘာလေးတွေဖြစ်မလဲမသိဘူးเนาะကဲအဲ့ဆိုရင်ချက်ကြည့်ရအောင်nest nine nose needle ကဲဟုတ်ပါအဲ့ဆိုရင်ဒီချက်ဒီနေ့ sharing လုပ်ပြီးတော့တာတွေက an letter sound လေးဖြစ်တယ်เนาะ an letter sound လေးကအဲ့ဒီချေကနောက်ထပ်တစ်ခေါက်ပြန်ပြီးတော့ဒီစလုံးလေးတွေကိုပြန်ပြီးအတန်လေးထွက်ပြမယ်เนาะတသားမမီတို့ကရတယ်ဆိုရင် like ပြီးထွက်ပေးကြည့်เนาะnet